sustaining အဆောင်နဲ့ဆုံးတော့ short တီးရတယ်အဲ့ဒါတီးရတော့အများကြီးမခက်ဘူးဘက်ကြီးကိုဒိုမီဂျာ9နဲ့ဆိုမီဂျာ9ဒိုမီဂျာ9က C ပေါ့နော် C မီဂျာ7ချို့ကိုကန်မယ် C မီဂျာ7ညင်ကန်မယ်ပြီးတော့ဒီမှာ rate 2ပေါင်းထည့်လိုက်မယ် C မီဂျာ9ဖြစ်သွားပြီ G ကန်မယ် G မီဂျာ7ချို့ဖို့သူ့ရဲ့တဝက်ရောက်တဲ့အတန်လေးအဖြတ်ပြီးသွားရင် A ပေါင်းထည့်လိုက်မယ်ပေါင်းတဲ့အလုံးတွေက1 3 5 9 2အဲ့ဒါဒိုမီဂျာ9အတွက်ဒီဘက်မှာကျတော့5 9 2 4ချက်6เนาะအဲ့ဒါ note လေးနဲ့ရေးပေးမယ်ဒီတဲ့ခါကျအဲ့တန်းလေးပဲတီးမယ်အဲ့ဒါကိုရင်တီးမယ်เนาะပြီးတော့ G ပုံစံလေးကင်မယ်အဲ့လို sustain လေးနီးပြီးတော့တီးရင်ဒီလိုလေးဖြစ်မယ်ညီမလေးတီးရမယ်ဆိုတော့အပတ်ကြီးကိုပေါ့လှလှလေးဖြစ်မယ်เนาะတော့ short တီးပါလို့ရတယ်เนาะအဲ့ဒါကတော့ကျွန်တဲ့ကီးနဲ့တီးလို့ရတယ်တကယ်တော့ပေါင်မွေးတဲ့ကော့တွေကဒိုမီဂျာ9နဲ့ဆိုမီဂျာ9လို့ပဲမှတ်ထားမယ်ကိုက C နဲ့ပဲကိုယ် transport သုံးတဲ့အတွက် C နဲ့ပဲကင်ရမယ် G D နဲ့တီးကျင်တယ်ဆိုတော့ D မီဂျာ9နဲ့ A မီဂျာ9 E နဲ့ဆိုရင် E မီဂျာ9နဲ့ B မီဂျာ9အဲ့လိုဖြစ်သွားမယ်เนาะ C နဲ့လွယ်ဆုံးပြတာလေ note တွေနဲ့တီးလို့လွယ်အောင်လို့အမှ1 2 3 4 note လေးရေးပေးရမယ်အဲ့လိုမျိုးလေးเนาะဒီဘက်ကနေစတီးအားပြီsustaining နဲ့ပို့လာအောင်မယ်เนาะအမြန်တက်တက်လေးတင်ပြင်လို့ကန်လေးနဲ့အရန်လာတယ်။ဒါ note လေးနဲ့ကျွန်တော်ရေးပေးလိုက်ပါမယ်။စီမံကြပါစေ။